ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ Visual Ace ကနေပြီးတော့မှအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်တော့ပေါ့နော်လွန်ခဲ့တဲ့ banner လာတော့လည်းတော့မသိဘူးထွေးရှိခဲ့တဲ့ generated extend ဆိုတဲ့ feature လေးကိုစမ်းပြပေးတော့မှာဖြစ်ပါတယ်ဒီကောင်းရဲ့လှုပ်ဆောင်ချက်ကကျွန်တော်ဒီ video clip တွေကတိုးနေမယ်ဆိုရင်နည်းနည်းလေး AI generated AI power ကိုအသုံးပြုပြီးတော့မှ video clip ကိုရှေ့ပေးတော့တာဖြစ်တယ်ပေါ့နော်အဲ့တော့ tool bar မှာဆိုရင်ဒီအောက်ဆုံးက tool လေးဖြစ်ပါတယ် generated extend 2ဆိုတဲ့ကောင်းလေးပေါ့နော်တူတော့ကျုပ်ဒီ After Effects version sorry ကျုပ်ဒီ Premiere Pro version 25.1 နေစပြီးတော့မှပါလာတာဖြစ်ပါတယ်။ဒီနေ့အပြင်ကျုပ်ဒီ stable release ထဲမှာပါလာတာဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့25.3 version ကိုအသုံးပြုနေတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီ25.1 နေစပြီးတော့မှကျုပ်ဒီ feature ကိုအသုံးပြုနိုင်ပြီဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်လည်းဒီ feature စထွက်ခဲ့အခုထိမသုံးရသေးပါဘူး။အဓိကတော့ကျွန်တော်တို့လိုလည်းမလိုဘူး။ဘယ်နေရာမှာသုံးအောင်မှလည်းမသိဘူးပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာစမ်းကြည့်လိုက်အောင်။ Okay ကျွန်တော်ဒီ video clip ကိုအဆုံးထိဆွဲထားတယ်ကျွန်တော်ဒီကောင်လေးကိုနှိပ်ပြီးတော့မှကျွန်တော်ဒီကောင်ကိုဆွဲပြပါမယ်ဒီမှာဆိုရင်တော့သူက video clip တိုင်း2စက္ကန့်ဝန်းကျင်ပဲ extend ပေးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီတက်ပို့ပြီးတော့မှထပ်ဆွဲလို့မရတော့ပါဘူးကျွန်တော်ဒီမှာကြည့်လိုက်ပါ Okay ကျွန်တော်ဒီကောင်လေးမပြောခင်မှာဒီ generated extend တုံးဖို့အတွက်ပေါ့နော်ကျွန်တော်ရဲ့ဒီ video clip တွေက requirement လေးတွေလိုပါတယ်ဒီ requirement ကိုပြည့်မီမှာပဲဒီ generated extend အသုံးပြုပြီးတော့မှ duration ချိန်နိုင်မှာဖြစ်တယ်ပေါ့နော်ဒီရဲ့ requirement လေးကိုကျွန်တော်အသေးစိတ်လေးပြပြပေးခြင်းနဲ့ဒီ generated extend အသုံးပြုဖို့အတွက်ကျွန်တော်ရဲ့ဒီ video clip က1080 resolution တောင်းမဟုတ်ဘူးဆိုရင်920 resolution ရှိရပါမယ်နောက်တစ်ခုက 16:9 aspect ratio ရှိရပါမယ်အဲ့တော့ portrait video တွေမရဘူးပေါ့နော်ပြီးတော့ရင်ကျွန်တော်ဒီ video ကအနည်းဆုံး12 fps ကနေပြီးတော့မှ30 fps ဝန်းကျင်ရှိရပါမယ်အဲ့ထက်များရင်လည်းမရဘူးအဲ့ထက်နည်းရင်လည်းမရပါဘူးပြီးတော့ရင် HBit SDR ရှိရမယ်အနည်းဆုံး video clip ရဲ့အလျားကတနည်းအားဖြင့်ဒီ video clip ရဲ့ duration က3စက္ကန့်အနည်းဆုံးရှိရပါမယ်ဒီကောင်လေးကတော့22စက္ကန့်ဝန်းကျင်ရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်လေးနဲ့စမ်းပြီးတော့မှ extend ကြည့်လိုက်မယ်2စက္ကန့်ဝန်းကျင်ပေါ့နော်ဒီမှာဆိုရင်စာပြီးတော့မှ generate ပြုလုပ်နေပြီသူ့ရဲ့ဒီ progression အကြောင်းလေးကိုလည်းဒီပေါ်လေးမှာကြည့်နေပါတယ်ဒီကောင်လေးပါဒါဆိုရင်ကျွန်တော်ဒီ generated extend ရဲ့ progressing bar လေးကြာလာမှာဖြစ်တယ်ပေါ့နော်ဒီကောင်မကြည့်ဘူးဆိုရင်လည်းရတယ်ရေးမကြည့်ပါဘူးအချိန်ကတော့ကြာရလို့လည်းပြောလို့မရဘူးမကြာဘူးလို့လည်းပြောလို့မရတဲ့အချိန်လေးဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကြာနေမှာဖြစ်တဲ့ကြောင့်မို့နည်းနည်းလေးကြော်လိုက်ပါမယ် Okay ဒါဆိုရင်တော့ AI generated လုပ်ပြီးသွားပါပြီကျွန်တော်ဒီမှာဆိုရင်ဒီကနေစပြီးတော့မှဒီထီက AI generated လုပ်ထားတဲ့ content ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာကြည့်လိုက်အောင်Okay ဒီမှာဆိုရင်တော့တော်တော်လေး impress ဖြစ်စရာကောင်းတယ်ပေါ့နော်ဘာမှ weird ဖြစ်တာလည်းမပါဘူးဒီကောင်က original clip ထဲကပါတယ်လို့တော့ကျွန်တော်တို့ထင်ရတယ်ပေါ့နော်ဘာမှကျွန်တော်တို့ပြောစရာဆိုလို့ဘာမှမရှိဘူးပေါ့နော်အဲ့တော့ future လေးကတော့မိုက်ပါတယ်ဒါပေမဲ့2စက္ကန့်ပဲဆိုတော့ဘယ်နေရာမှာသုံးရမလဲပေါ့နော်ပြီးတော့ကျွန်တော်ဒီကောင်ရဲ့ original ပြန်လုပ်ချင်တယ်ဆိုရင်တော့ source panel ကိုတွားမှာပဲရပါမယ်အဲဆိုရင်ကျွန်တော်ဒီ project panel ထဲမှာသူ့ရဲ့ origin ယူပေးလို့ပဲရမယ်ပေါ့နော် AI generated လုပ်ထားတဲ့ကောင်လေးကိုလည်းကျွန်တော်ဒီထဲမှာ C extended ဆိုပြီးတော့မှ clip လေး auto ပေးထားပါလိမ့်မယ်C ဆိုတော့ဒါကျွန်တော်ရဲ့ဒီ video clip ရဲ့နာမည်ပေါ့နော်ကျွန်တော်ဒီ C နေရာမှာ video clip ရဲ့နာမည်ပါမယ်ပြီးတော့ရင် extended ဆိုပြီးတော့မှဒီ video clip အပိုလေး icon ပုံစံတစ်မျိုးလေးနဲ့အပိုထည့်ပြီးတော့မှဖြစ်ပါတယ်ပေါ့နော်အဲ့တော့ original ပြန်ရခြင်း original ကောင်းလေးကိုထည့်လိုက်ရပါပြီဒါလေးကတော့ AI generated ကောင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ AI tools လေးကတော့ပြောစရာကတော့တိတ်မရှိဘူးအဓိကကတော့ပါလာပြီမယ်ဘယ်နေရာမှာတော့မှလည်းမသိဘူးကျွန်တော်ဆိုရင်25.1 version ကစားဒီ feature ပါမှန်းသိရဒါပေမဲ့ဆိုင်လည်းမဆန်ဘူးတုံးလည်းမတုံးဘူးလိုလည်းမလိုခဲ့ဘူးပေါ့နော်အဓိကကတော့ဘယ်နေရာမှာတော့မှန်းကိုကျွန်တော်မသိတာပေါ့နော်တကယ်လို့အခုကြည့်နေတဲ့သူတွေကဘယ်နေရာမှာအသုံးဝင်တယ်လဲတကယ်လို့အသုံးဝင်ခဲ့တဲ့နေရာလေးရှိရင် comment မှာဝင်ရောက်ဆွေးနွေးပေးသွားနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်ပြီးတော့မှတွေ့ကြပါမယ်